မဆက်သွယ်ခြင်းအားလုံးကမချစ်လို့ပါလူတယောက်ကကိုယ့်ကိုဆက်သွယ်ဖို့မကြိုးစားနေဘူးဆိုရင်အဲ့ဒီလူကကိုယ့်ကိုတကယ်မချစ်လို့ပါပဲသူသာကိုယ့်ကိုတကယ်ချစ်ရင်ဘယ်နေရာရောက်ဆက်သွယ်နေမှာပါပြီးတော့မဆက်သွယ်ခြင်းတွေကအရေးမပါခြင်းဆိုလည်းမမှားဘူးတစ်ဖက်လူကကိုယ့်ကိုမချစ်တော့ကြောင်းကိုဟာသူ့အတွက်အရေးမပါတော့ကြောင်းတိုက်ရိုက်ပြောချင်မှပြောလိမ့်မယ်ဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေနဲ့ပြလာတဲ့အခါကိုယ့်ဘက်ကနားလည်ဖို့လိုတယ်လေဘယ်အချိန်မှာကိုယ့်ရဲ့အချစ်တွေကိုရပ်လိုက်တင်လဲဆိုရင်တော့အဲ့ဒီအချိန်ပဲပြောင်းလဲသွားတဲ့လူတစ်ယောက်ရဲ့စိတ်ကိုကိုယ့်ဘက်ကပြုပြင်ပေးလို့မရနိုင်ပါဘူးတစ်ဖက်လူကကိုယ့်ကိုမလိုအပ်တော့တဲ့အခါကိုယ့်ဘက်ကလည်းလွတ်ချနိုင်ဖို့လိုပါတယ်ချစ်နေတဲ့စိတ်ကိုချက်ချင်းရပ်တန့်လိုက်ဖို့ကအရန်ခက်ပါတယ်အဲ့ဒါကြောင့်လေတစ်ဖက်လူဘက်ကမလိုအပ်တော့ဘူးလို့တွေ့ဝိုင်းစွာပြောလာတဲ့အခါအဲ့ချိန်ကစပြီးကိုယ့်ရဲ့အချစ်တွေကိုလည်းရပ်တန့်လိုက်ပါသူလည်းသူ့ရဲ့လမ်းကိုရှေ့ဆက်သွားနေမှာဖြစ်တယ်လို့ကိုလည်းကိုယ့်ရဲ့လမ်းကိုဆက်လျှောက်ရအောင်ပါလေ